Housekeeping. ညကစားအခြေအနေညပြီး2နှစ်အကြာအခြေအနေ sorry ငါဘူကလေးတွေမင်းနဲ့ဝေးမှာမစောကြည့်သွားတယ်လမ်းတွေ့ရင်လည်းပြန်မငေးနဲ့လမ်းခွဲတော့ငါပါရောရဲ့ကျန်းပါချိန်လေးနဲ့ပေးလိုက်တော့မှပါပါဆိုပြေလား လှလိုက်ကြပါ ယောက်ျားသာဒီကလေးလေးရအောင်ထပ်မလုပ်ခဲ့အေးစစ်စစ်ပဲ ဟာဗျာ ယောက်ျားကလည်းနာမည်ပြောမလို့ဖြစ်နေကိုမျိုးအောင်ဆိုပြီးတော့အောင်လိုက်တဲ့အမျိုးစု hey lemon tranquilo okay nice လှလိုက်ကြပါ ညတော့ဟဲ့ဒူတီချင်းကိုအလိုက်ကန်းဆုံးမသိဖုန်းလိုက်ခေါ်တာတကယ်စိတ်ပြတ်ကုန်အောင်ဟဲ့ဟုတ်လားသူလည်းအလိုက်ကန်းဆုံးမသိသူရှိရမှာလေငါအမျိုးသားလေးပေါ့အဲ့နေပါလို့လိုက်လေအဲ့တော့ငါပြစ်ထားလိုက်ရဲ့လေသူနာတွေကို ဒါကတော့မစုံလာကြတဲ့ညီမလေးအိမ်လာလေတော့ငါပေါ့နော်သူရဲ့ဟူစီမွေးကို wash လုပ်ဖို့ရက်နဲ့တိုက်နေတော့သူကတော့ wash ကို2019ရေက3လခဲ့တဲ့လူဆိုတော့အရန်ကြီးလဲအမွေးလဲထူမနေတော့ဘူး okay ပေါ်နာတာကိုပုံမှန် wash တွေထက်အများကြီးတက်တာစီရဲ့အမွေးပေါက်နှုံးကိုလည်းတိတိတတ်တာရောသွားစေပါတယ် ချွေကြီးမပင်ချွေခဲ့မိတဲ့ချစ်ပန်းလေးများကိုကွယ်ထောင်စင်ချမလားကြာခင်တည်သွားမလားတူတူနေမဲ့တလုံးခွဲဖို့ရီမန်းထားခဲ့ပြီမေ လှလိုက်ကြပါ ဟဲ့တန်ညိုးကြီးတစ်ထောင်ထောင်နဲ့ဘာဖြစ်နေတာလဲသူများတွေလိုလက်မထောင်နေတာလည်းမဟုတ်ဘူး okay ငါလည်းညီကအမြဲအားနေလို့ဟေ့ အမြဲအားနေရင်ချကားနေဟာခုကဘာလို့တစ်ထောင်ထောင်လုပ်နေရတာ အပေါက်မြင်ရင်ထိုးမလို့ မင်းတော့မှာပတ်စံ1000ပျောက်သွားတာဟဲ့ငါမြူလို့မင်းကငါရွေလို့မစွစွတော့ငါပြောချင်တာကွာတော့မှာမင်းကမင်းနဲ့ငါနဲ့2ယောက်တည်းရှိရဟုတ်တယ်နော်အေးငါပြောချင်တာဟဲ့မင်းပတ်စံငါမြူမဟုတ်ဘူးတိတယ်လို့မင်းတော့မင်းငါ့ကိုမနှစောသီးလာခေါ်တာငါကောင်းနဲ့တော့သွားရအောင်ဆိုမှငါလည်းမသွားတယ်ပတ်စံလေးကပန်းနဲ့ငါအိတ်ထဲ1000နဲ့လေးနဲ့တောင်းလေးမှာမှင်ဆုံးလေးနဲ့ထည့်ပြီးတော့အဲ့မှာတော့မှာသွားတာတော့လေရရောအဲ့မှာတော်လုံးမှာဘူးမှမရှိဘူးနော်ဟုတ်တယ်မလားဟေ့ငါမမြူမဟုတ်ဘူးခဏလေးငါပြောတာမပြီးသေးဘူးအဲ့ဒီလေးရရောငါမှာပတ်စံလေးကိုငါမှာအဲ့တဲ့ထည့်ပြီးတော့ငါမကလန်မောတင်ထားအဲ့ပုံမင်းရေသွားဖြန့်ပြီးမင်းကလေးပြီးတော့ဟောသားကြီးမင်းကလေးရောက်ပြီဆိုတော့ငါလည်းအဲ့မှာထသွားပြီပတ်စံလေးအဲ့ဒီအိတ်တဲ့ထည့်ပြီးတော့ဂန်းကမနဲ့ငါကလန်မောတင်ထားခဲ့တာအဲ့ဒီပေါ်မှာမင်းထိုင်လာကွာမင်းနဲ့အဲ့ဒီအိတ်နဲ့2ယောက်တည်းရှိတာဘူးလို့မင်းနဲ့အဲ့ဒီအိတ်နဲ့2ယောက်တည်းရှိတာကွာအေးမဟုတ်ငါသိတယ်မင်းကငါဆွဆွဲတာ